ဒါကတော့ထိုင်းနိုင်ငံတောင်ပိုင်းကပီမြို့မှာရှိတဲ့ဝတ်ဘတ်တူဘုရားကျောင်းပဲဖြစ်ပါတယ်ဒီဘုရားကျောင်းထဲမှာရှိတဲ့စီဒီဟာကျွန်တော်ထိုင်းနိုင်ငံတောင်ပိုင်းတူမှာရှိတဲ့စီဒီထဲမှာအမြင့်ဆုံးစီဒီတစ်စုလည်းဖြစ်ပါတယ်ဒီစီဒီရဲ့အမြင့်ကဘယ်လောက်ထိရှိလဲဆိုတော့65မီတာထိရှိပါတယ်ဗီဒီယိုလေးကိုမကြည့်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်တော့ပြီးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ။ကဲဆက်ကြည့်ကြမယ် Let's go ဒီနေရာကိုကျွန်တော်မြန်မာအများစုကတော့ဘိုးသားဂါယာလို့ခေါ်ကြတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီဘုရားစီတီကဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ဒီဘိုးသားဂါယာကိုဘိုးသားဂါယာနဲ့အဆင်တူလို့ဘိုးသားဂါယာလို့ခေါ်ကြရပေါ့နော်။ဒီထဲလိုကကြတော့ Wat Banto လို့ခေါ်တယ်။ဒီဘုရားကကျွန်တော်တို့ဒီထိုင်းနိုင်ငံကပီမြို့မှာဆိုရင်အလုံးပေါင်းကိုနှုတ်မြကြီးဘုရားတဆူဖြစ်နေပေါ့နော်။ကဲအဲ့ဆိုရင်ကျွန်တော်တို့ထဲမှာဘာလို့ရှိလဲဆိုတာကိုဝင်ကြည့်ကြရအောင်ဒါကြောင့်ဘုရားဝင်းထဲကိုဆက်ပြီးတော့ပေါ့နော်ဒီနေရာကိုလာလို့ရှိရင်ဒီတလေးဆန်လေးတွေကိုမခွန်လာပါနဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီထဲကိုဒီကြက်တွေငှက်တွေခွေးတွေယူသွေးလို့မရပါဘူးနော်ဒီစီဒီကိုဒီထိုင်းတက်ကရ2483ခုတည်းကစပြီးတော့ဒီစောက်ခဲ့တယ်ပေါ့နော်ဒီအင်္ဂလိပ်တင်ကရဆိုရင်ဘယ်လောက်ကြမလဲဆိုတော့2953ခုနှစ်လောက်ကြတဲ့2016ဆိုတော့နေဆို83နှစ်လောက်ရှိပြီပေါ့နော်ဒီဖျားကိုဒီစောက်လာတာဒီသူကကြောင့်ဒီဘုရားဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ဒီဘုရားဂါယာကိုခြေခံပြီးတော့ဒီစောက်ထားတာပေါ့နော်ကျွန်တော်ဒီဖျားအတွင်းထက်ကိုဝင်လာတော့ဒီနိုင်ရမှာခုလိုမျိုးရဟန်းတန်ခါပေါင်းအများစွာဝရန်ဒီနိုင်ရမှာဒီဟန်တန်ခေါ်တွေအများကြီးတို့တီထားရပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖျားသိမ်းမှာလည်းဖျားရဲ့အမည်နာမတွေရှိတယ်ပေါ့နော်တကယ်ကိုကြည်ညိုစရာကောရပေါ့နော်ဒီနိုင်ရတွေမှာဆေးဆိုးထားတာကြောင့်ဒါကြောင့်ပန်းအိုးလေးဖြစ်မယ်ဒီပန်းအိုးလေးအပေါ်ကကျွန်တော်ဒီပန်းပင်လေးဖြစ်မယ်လို့ထင်တာပဲဒါကြောင့်တင်းရွက်လေးကြည်ကြနေတယ်လို့ဖြစ်တယ်။နိုင်ရစင်းပြီးကြည့်တယ်။ဘာကြောင့်ဒါကြောင့်စင်းကြ။ဒါကြောင့်စင်းကြ။ဒါကြောင့်တော့အခုနောက်ထပ်ပြီးတော့ဘိုးတော်ရုပ်ပေါ်တော့ထပ်ပြီးတော့တည်ဆုံနေတာပေါ့နော်ဘိုးတော်မပြီးသေးပါဘူးဒီနေ့ကကြောင့်လူသိမရှိဘူးပေါ့နော်တကယ်လို့ပုံမှန်ဒီရက်ကြီးခါကြီးတို့ဖျားနေလို့ဆိုရင်ဒီမှာလူတွေအပြည့်ပဲဒီနေ့ကကြောင့်ဒီထိုင်းတွေမြန်မာတွေသိမရှိဘူးဒီကနိုင်ငံခြားသားတွေပဲလာပြီးတော့လေးလာနေကြတာမရှိရပေါ့နော်ဒီတကယ်လို့ဒီပူခမ်းမှာနေတဲ့လူတွေနောက်ကပီမှာနေတဲ့လူတွေတော်တော်များများအကြောင်းဒီဖျားကိုရောက်ဖူးကြရပေါ့နော်ဒါကြောင့်ဒါတော့ဒီဖျားထွန်းကိုဆောက်ပြီးတော့ဝင်ပြီပေါ့နော်ဟိုတပ်ပန်ရောပဲဒီလိုများရှိဒါပန်းလေးဝင်မှာပေါ့နော်နင်းနေကောစကူတမိုင်းမင်းမေးပါဖျားသွားဖို့ပဲပေါ့နော်။ဒါအရင်ဆုံးဖျားအရင်ဆုံးဝင်ဖူးလိုက်မှာပေါ့နော်။ပြီးမှကျွန်တော်ပြန်ပြီးတော့ဒီပက်လည်းမှာဘာလေးရှိနေဆိုရင်လည်းပြပေးမယ်။ဒီမှာကြောဒီဖျားမီးကကြောညှိဖျားမီးကကြောညှိလို့မရဘူးနော်ပူစော်လို့ပဲရတယ်။ဒီဖျားရှင်းဖို့လို့ရှိရင်ဒီခုနကဘိုးတော်ရုပ်ပေါ်တော်ကကျွန်တော်ဒီစီဗီဂျီထမ်းမှာရှိတာပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒီစီကြီးတဲ့နိုင်ရသူမှာလည်းပကြီးကချောင်းလုံးဝတုံးဝင်တယ်ပြီးလို့ရှိရင်နိုင်ရမှာဒီပုံဖော်ထားတဲ့ဒီပန်းပူကနုတ်ပုံတွေကလည်းတကယ်ကိုမှလည်းတက်ဝင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တစ်ချက်ပြမယ်
ဒီမကြည့်ဒီမှာနိုင်ရမှာဆွဲထားတဲ့ပကြီးတွေတုံကိုလည်းလဲရမြုပ်ပြီးတော့တကယ်ကိုလည်းလောကဒီစတေကာကတ်ထားတယ်လို့ပေါ့နော်တကယ်ကလောကတပူချင်းစီတပွင့်ချင်းစီကိုလဲနဲ့ဆွဲထားတဲ့ဒီဟိုကနုတ်ပူလေးပေါ့နော်ဒီမှာတော့လာဒီအပေါ်မှာဆိုရင်ကျွန်တော်တို့ဒီဘုရားကျွန်တော်တို့ဘုရားမြတ်စွာဘုရားရှိစဉ်တို့ကဖြစ်ပြခဲ့တဲ့ဒီဖြစ်ပြလေးတွေဘုရားမြတ်စွာဘုရားဖွားမြင်တဲ့အခန်းတွေပလိနိဗ္ဗာန်ဆန်တဲ့အခန်းတွေဒီတောထွက်တဲ့ခဲလေးကိုပကြီးဆွဲပြီးတော့လှုပ်ထားတာပေါ့နော်တကယ်လို့ပူခဲကိုတော်ကိုမတော်လေးကိုလည်းလှတယ်တော်လေးကိုလည်းတက်ဝင်ပေါ့နော်ဒါမျိုးဒီနိုင်ရတွေမှာဒီပူဖော်ထားတဲ့ဒီကနုတ်ပူလေးဒီပန်းပူလေးဆိုတာတကယ်ကိုလည်းတက်ဝင်တယ်တကယ်ကိုလည်းတက်ဝင်တကယ်ကိုလည်းဟိုဖြစ်နေတက်ပန်ပေါ့နော်ဒီမှာကြည့်ဒီလိုဒါကြောင့်တင်ခန်းကဲနေကြရပေါ့နော်တင်ခန်းကဲနေရပေါ့နော်မကြည့်တော်ဒီမကြည့်တော်လေးကိုတက်ပယ်ပေါ့နော်ဒီတကယ်လို့ပူကဲကိုလဲလာဖြစ်လို့ရှိရင်ဒီဘုဒ္ဓဂါယာကိုမဖြစ်မနေမြင်ရပြီးတော့ဖူးမြော်ကြပါလို့ကျွန်တော်ပြောချင်ပေါ့နော်တကယ်ကိုလည်းတက်ပယ်ပြီးတော့တကယ်ကိုလည်းဘယ်လိုပြောရမလဲတက်ဝင်ရပေါ့နော်လှုပ်ထားတဲ့ဆွဲထားတဲ့ပကြီးကန်းချမ်းတွေဒီပန်းဖော်ထားတဲ့ကနုပုံတွေကတကယ်ကိုလည်းတက်ဝင်တယ်သူတို့ဒီနိုင်ရမှာလုံးဝဒီဆွဲချလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်မြန်မာပြည်မှာဆိုရင်များသောအားဖြင့်ဒီပစီကန်းချက်လေးတွေကတ်ထားတာများတယ်ဒါပေမဲ့ဒီမှာကျတော့နိုင်ရမှာလုံးဝဆွဲချလိုက်တယ်ဒီမှာဆိုရင်ဘုရားမြတ်စွာဘုရားညံပေအောင်မှာတရားကျင့်နေဘူးပေါ့နော်ဒါကြောင့်မန္တလေးလာပြီးတော့ဖះကျင့်နေစင်မှာဒီမန္တလေးလာပြီးတော့ဖြည့်ဆည်းနေတဲ့ဟိုပါပေါ့နော်ပစီကားပုံအိုးတော်လေးကိုဘာဖြစ်ကြီးစမကြီးဘယ်နေကမှတိဆောက်ထားတဲ့တိဆောက်ပုံစံလေးတကယ်ကိုတူးယူစရာကောင်းတယ်လို့ပြောရမှာဟုတ်ဒီကျုပ်စေးဆိုတော့ကျုပ်ကိုတို့ဖះ YouTube ထွင်ထားတယ်ပေါ့နော်တအားလက်ရမြင်တယ်အခုဖះလည်းအကုန်လုံးဖူးပြီးပြီဒီဖះတွေ့ထားမှာရှိတဲ့ဟာလေးတော်တော်များများကိုလည်းလိုက်ပြပြီးပြီဆိုတော့ဒီဖះကျောက်ရဲ့အပြင်မှာဘာတွေရှိလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့လိုက်ပြပေးမယ် let's go ဒီကားလေးကျောက်ဒီဖះကျောက်ရဲ့ဟိုမြေပုံပေါ့နော်ပုံစံခွက်လေးဘယ်လိုကိုတက်ပါဒါကြောင့်ဘုရားရုပ်ပေါ်တော်ကိုစိတ်မသိဆိုရဘူးနော်ဟုတ်ဖက်ပေါ့เด็ดมันร้อนဟောဒါကြောင့်ကျွန်တော်ဒီစင်းကြံလို့ပြောရမှာပေါ့နော်ဒီခုနအစီအစဉ်ကြီးရဲ့ပတ်ပတ်လည်းမှာဒီဟာနဲ့ဝိုင်းထားရပေါ့နော်ဟိုမှာဒီလိုမျိုးဟိုဟာကြောင့်၄ခုရှိရပေါ့နော်ရှေ့မှာတစ်ခုရယ်ပြီးလို့ရှိရင်ဒီနောက်မှာတစ်ခုရယ်ပြီးလို့ရှိရင်တုံမှာတစ်ခုရယ်ဒီမြုပ်မှာတစ်ခုရယ်ဒီမှာတစ်ခုရယ်ဒီ၄ခုရှိရပေါ့နော်ဒါကြောင့်ခုနအစီအစဉ်ကြီးကိုပြင်ဖက်ကနေအမြင်ရတဲ့ဟိုပါပေါ့နော်မြင်ခွဲပါဒီဆောက်ထားတော်တော်လေးကိုလည်းပက်ပယ်ပေါ့နော်ဟိုနောက်ကြောင့်ခုနကပြောနေစင်းကြပါတော့ဒါကြောင့်နောက်ဖက်တကယ်ကိုလည်းလှပြီးတကယ်ကိုလည်းတက်ပယ်ပေါ့နော်ကျွန်တော်ထည့်ပြီးတော့ပြောချင်တယ်တကယ်လို့ဒီဖုန်ကဲကိုအလဲလောက်လို့ရှိရင်ဒီဖျောက်ကိုမဖြစ်မနေဝေရပြီးတော့ဖူးမြော်ပါလို့ကျွန်တော်ပြောချင်ပေါ့နော်
ဒီစီဒီမှာဖူးပြီးပြီဆိုတော့နောက်ထပ်ဒီရုပ်ပေါ်တဲ့တစ်ခုစီကိုတော့မှာပေါ့နော်အခုမြင်နေရတဲ့ဒီရဟန်းတန်ခါကပေါ့နော်ဒီဖေရောက်ကိုကျွန်တော်အထင်ပေါ့နော်တခြားမသိဘူးဒီကျောကြီးကိုစပြီးတော့တီဆောက်စဉ်ကလေးကဒီကျောကြီးကိုစပြီးတော့တီဆောက်ခဲ့တဲ့ရဟန်းတန်ခါလို့ထင်တယ်ပေါ့နော်ဒီမှာတို့ရုပ်ပွားတော့အနေနဲ့လှုပ်ထားတာအကြီးကြီးပဲပြင်မဒီထက်ကိုကြီးသေးတယ်ပေါ့နော်မနေကြီးကြီးမကြည့်လောကဘာကြောင့်ထိုင်ဖို့လှုပ်ထားတဲ့ကြောက်ပြားလေးပေါ့နော်ကြီးကြီးပဲဟောဟာနေရောတဘောကတကယ်ကိုလည်းလှော့ရနော်မကြည့်တော့စောက်ကြရရှိနေတာဖြစ်နေဒါဘာတည်ဒါကြောင့်ဒီဟိုဟာဒီကျွန်တော်တို့ဗာလဲဒီဟင်းချဲလို့ရတဲ့ဒီကျွန်တော်တို့စင်ပေါ်ဒီလို့ခေါ်ကျွန်တော်တို့ဘက်ကြအောင်ဆိုဒီစင်ပေါ်ဒီလို့ခေါ်တယ်ဟိုမြန်မာလိုနဲ့ဘာလို့မသိဘူးပေါ့နော်ဒီမှာမှတ်တော့ဒါပင်လုံးဒီဒါပင်လုံးမဟုတ်ဘယ်နာကကြာလာလို့မသိဘူးဘယ်ကနေလာလဲမသိဘူးတလုံးပဲရှိတယ်ဟုတ်ဒါကကြောင့်ကျွန်တော်တို့ဒီခုနကစီရီကိုအပြင်ကနေပြီးတော့မြင်နေရတဲ့မြင်ကွင်းပေါ့နော်ဒီဟာဆိုရင်ကျွန်တော်ခုနကပြောတဲ့ဒီဇင်းကြံလမ်းရှုံးတဲ့အနေကြောင့်ပေါ့နော်သူတို့လှုပ်ထားတော့တော်တော်လေးကိုလည်းမိုက်တယ်ဒီစောက်ဟိုကြောင့်သူတို့အခုမှစောက်ပြီးတော့စောက်နေတယ်ပေါ့နော်ကျွန်တော်အထင်ဟိုတရုတ်ဖေးကြောက်ဖြစ်မယ်လို့ထင်တော့ပဲနော်ငကားလေးပါလေးပေါ်မှာရှင်းနေဆိုတော့စူးပြတရုတ်ပူကြီးကြောက်အတင်းဖြစ်မယ်အားကြောင့်ရင်ကန်ရေလုံကန်ဖြစ်မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like ရင် subscribe လေးလုပ်တော့ပေးပါဖို့ထပ်ပြီးတော့တောက်ဆိုချင်ပါတယ်ခင်ဗျနောက်ထပ်တစ်ခုတောက်ဆိုချင်တာကကျတော့တကယ်လို့ကျွန်တော်တို့ဒီဖူးခဲတို့ဖန်ကားတို့ကိုအလဲလာဖြစ်လို့ရှိရင်ဒီဝတ်ဘန်ထိုးမဟုတ်ရည်ဒီဘုဒ္ဓဂါယာကိုလာပြီးတော့ဝေရဖူးမြော်ကြပါလို့ကျွန်တော်ကထပ်ပြီးတော့မှာချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ